ကဲTikTok မှာလုံးဝကိုပိတ်ထားတဲ့ခလုတ်လေးကိုတီးကြလားတီးပြီးသားဆိုလဲကြည်သွားလိုက်မတီးသေးတဲ့သူများလဲတစ်ခါကြည်သွားလိုက်ကြပေါ့နော်အဲ့ရလေးကဘာခလုတ်လေးဆိုတာကျွန်တော်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူလိုက်ပြီးကြည့်လိုက်အောင်အဲဆိုကျွန်တော်တို့မြေကြောင်၃ချောင်းလေးကိုဝင်လိုက်ပါမယ်โอเคမြေကြောင်၃ချောင်းကိုသွားပြီဆိုကျွန်တော်ဒီမှာ setting and privacy ဆိုတာလေးရှိရဲအဲ့ဒီကိုကျွန်တော်ထပ်ပြီးဝင်လိုက်ပါမယ်โอเค setting and privacy ရဲ့ဝင်ပြီးသွားပြီဆိုကျွန်တော်ဒီမှာတော့ပုံစံလေးနဲ့ privacy ဆိုတဲ့ဟာလေးကိုရဲထပ်ဝင်လိုက်ပါမယ်အဲ့ဒီမှာဆိုကျွန်တော်အပေါ်ဆုံးမှာရှိရ private account ဆိုတာလေးရှိရဒါလေးကဖွင့်ထားရဆိုရင်မိမိတို့ account မှာဖွင့်ထားရဆိုရင်ဒါလုံးဝကိုပိတ်ထားလိုက်ပါဖွင့်ထားမယ်ဆိုရင်မိမိရဲ့ account ကဘာဖြစ်နေမလဲဆို private account ကြီးဖြစ်နေတဲ့အတွက်ဒါ view လုံးဝရမှာမဟုတ်ဘူးเนาะဒါ view နည်းမယ်ပေါ့เนาะ private account ကြီးဖြစ်နေတဲ့အတွက်အမြင်အာရုံပန်းတွေကိုဖြတ်မှာတော့မဟုတ်ဘူးပေါ့เนาะဒါဟိုဒီခလုတ်ကိုလုံးဝပိတ်ထားသင့်ပါမိစီတို့ဖွင့်ထားဆိုရင်ပိတ်ထားကိုပြောချင်ပါတယ်comment မှာသိချင်မှရှိမေးခဲ့ပေးပါ